အခုတစ်ခါပြပြပေးမယ့်အပိုင်းလေးဟာဆိုရင်ဇက်ကောင်တွေရဲ့စိတ်ခံစားချက်အပြောင်းအလဲနဲ့လူမှုရေးဆိုင်ရာသင်ခန်းစာတွေအများဆုံးပါဝင်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်အရိုင်းဆန်သွားတဲ့ခံစားကြီးမန်ချက်စီရဲ့တိုက်ခိုက်မှုကနေဂျူဒီနဲ့နစ်တို့ဟာအသက်လုထွက်ပြေးခဲ့ရပါတယ်ဂျူဒီဟာသူမရဲ့လှိမ့်မြမှုကိုအသုံးပြုပြီးတော့နစ်ကိုကယ်တင်နိုင်ခဲ့ပေမဲ့ရဲတပ်ဖွဲ့တွေရောက်လာတဲ့အခါမှာတော့ထူးဆန်းစွာနဲ့ပဲမန်ချက်ဟာအစားအနာမကျန်ပြတ်ဆုံးသွားခဲ့ပါတယ်။ Chief ပိုကိုကဂျူဒီကိုအယုံကြည်မရှိဘဲနဲ့ရဲတစိတ်ကိုပြန်အပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲဒီအချိန်မှာမမျှော်လင့်မဲ့ Nick ကဂျူဒီဘက်ကနေမမမတ်ရပ်တည်ပြီးတော့ကာကွယ်ပေးခဲ့ပါတယ်။ဒီခဏတာဟာဆိုရင်သူတို့နှစ်ယောက်ကြားကယုံကြည်မှုဟာပို့ပြီးတော့ခိုင်မာလာခဲ့ပြီးတော့ Nick ကသူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့အတိတ်ကိုဂျူဒီကိုပြောပြခဲ့ပါသေးတယ်။သူကလည်းငယ်စဉ်တုန်းကတာရဲဖြစ်လို့ခွဲခြားခံခဲ့ရသူအတယောက်ဖြစ်တဲ့အကြောင်းကိုပေါ့သူတို့နှစ်ယောက်ဟာလက်ထောက်မျိုးတော်ဝန်ဘယ်ဝဲတာရဲ့အကူအညီနဲ့မျိုးတွေကကင်မရာတွေကိုစစ်ဆေးခဲ့ပါတယ်အဲ့ဒီမှာမန်ချက်ကိုဝင်ဘလီတွေကဖမ်းခေါ်သွားတာကိုတွေ့လိုက်ရပါတယ်ဝင်ဘလီတွေကို Night Hollers လို့ခေါ်ကြတာကိုသိလိုက်ရတဲ့အတွက်သူတို့ဟာဝင်ဘလီတွေနောက်ကိုလာရင်းနဲ့ပဲ Cliffside Asylum ဆိုတဲ့လောကအစာအုပ်စီကိုရောက်သွားခဲ့ပါတယ်အဲ့ဒီထဲမှာတော့ပျောက်ဆုံးနေတဲ့သားရဲ့14ကောင်စလုံးကိုတွေ့လိုက်ရပေမဲ့သူတို့အားလုံးဟာရိုင်းဆိုင်ကြမ်းနဲ့နေကြပြီဖြစ်ပါတယ်ဒီအမှုရဲ့နောက်ကွယ်မှာမျိုးတော်ဝန် Lion Heart ကိုတိုင်ရှိနေတာကိုဂျူဒီတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်သူကတော့မျိုးကိုတင်းငိမ်အောင်ထိမ့်သိမ်းမှုအတွက်ဖုံးခွဲထားတာလို့ဆိုပါတယ်ဂျူဒီရဲ့တတိရှိမှုကြောင့်မျိုးတော်ဝန်ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့သူမဟာတမျိုးလုံးရဲ့သူ့ရဲ့ကောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ပါဘူး။တရင်စာရှင်းလင်းပွဲမှာဂျူဒီကတာရဲတွေရိုင်းဆိုင်လာတာဟာသူတို့ရဲ့ဇာတိဗီဇာကြောင့်ဖြစ်နိုင်တယ်လို့မှားယွင်းစွာပြောဆိုခဲ့မိပါတယ်။ဒီစကားဟာ Nick ရဲ့စိတ်ကိုအကြီးအကျယ်နာကျင်စေခဲ့ပါတယ်။ Nick ကငါကရောမင်းကိုကြိုက်စားမဲ့တာရဲတကောင်ပဲလားလို့မေးခွန်းထုတ်ပြီးတော့နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။ဂျူရီရဲ့စကားကြောင့်ရှူရူဘီယာတစ်မျိုးလုံးဟာကြောက်ရွံ့မှုတွေလှမ်းမိုးသွားပြီးတော့တားရဲတွေနဲ့တားကောင်းတွေကြားရန်သူတွေလိုဖြစ်ကုန်ပါတယ်။သူမဟာအရာရာကိုပူကောင်းအောင်လှုပ်ချင်ခဲ့တာဖြစ်ပေမဲ့အခုတော့မြို့ကိုနှစ်ချမ်းခွဲအောင်လုံပြီးလိုက်တယ်လို့ခံစားနေရပါတယ်။စိတ်ပြအားငယ်စွာနဲ့ပဲဂျူရီဟာသူမရဲ့ရဲအရာရှိတာဝန်ကနေနှုတ်ထွက်ပြီးတော့အိမ်ပြန်သွားခဲ့ပါတယ်။ဇလန်ကဒီမှာပဲအဆုံးသတ်သွားမှာလား။ဂျူရီနဲ့ Nick တို့ပြန်ဆောင်နိုင်မှာမလား။နောက်ကွယ်ကတကယ်လက်သေးတရေခံကဘယ်သူလဲဆိုတာကိုနောက်ဆုံးအပိုင်းမှာဆက်ပြီးတော့စောင့်ကြည့်ပါအောင်ဒီ recap လေးကနေပြီးတော့ကြီးမားတဲ့သားရဲတွေကကြောက်စရာကောင်းပြီးတော့တင်းငယ်တဲ့သားကောင်းတွေကအပြစ်ကင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာစိတ်ကောင်းနှလုံးကောင်းရှိမှုကပြင်ပရုပ်ပိုင်းဆိုင်ရာတွေနဲ့မဆိုင်ဘူးဆိုတာကိုပြသနေပါတယ်ဂျူရီရဲ့သတင်းစာရှင်းလင်းပွဲကနေစကားတခွန်းကြောင့်တငယ်ချင်း Nick နဲ့လမ်းခွဲခဲ့ရတယ်လို့တမျိုးလုံးကိုလည်းစိတ်ဝမ်းကြွစေခဲ့ပါတယ်ကျမတို့တွေမစင်စားပဲပြောလိုက်တဲ့စကားတခွန်းဟာတခြားသူရဲ့စိတ်ကိုဘလောက်တောင်နာကျင်စေတယ်လဲဆိုတာကိုဂျူရီရဲ့အမကနေသင်ခန်းစာယူနိုင်ပါတယ်ဒါအပြင်လူတွေဟာပစုံတစ်ခုကိုကြောင်းရလာတဲ့အခါမှာအုပ်စုလိုက်ခွဲခြားဆက်ဆံတတ်ကြပါတယ်ဒါဟာဒိန်ချမ်းရေးကိုပြပြစေတဲ့အဓိကအကြောင်းရမှာမြို့ထဲမှာတားရဲတွေကြောင်းရလာတဲ့အခါမှာရှုံနေနဲ့တခြားသားကောင်းတွေကသူတို့ကိုရှန်တူလို့ဆက်ဆံလာကြပါတယ်ဒါကလူမှုပတ်ဝန်းကျင်အတွက်အန်ဒီရရှိတဲ့တွေ့ခေါ်ပါဂျူရီဟာသူမအမားလုံးမိတာကိုသိတဲ့အချိန်ကနေစပြီးတော့ယာရုကနေနှုတ်ထွက်ပြီးတော့အမှန်တရားကိုရှောက်ပြဖို့ကြိုးစားခဲ့ပါတယ်တကယ်တော့အမားလုံးမိတာကပြဿနာမဟုတ်ပါဘူးအမားကိုအမားမှန်သိတာနဲ့ပြန်ပြမှုကြိုးစားတာကမှတကယ်သူရဲ့ကောင်ပြီးတာဖြစ်ပါတယ်ဒီ recap လေးကနေပြီးတော့ကလေးတို့ရောဘယ်လိုသင်ခန်းစာတွေရလိုက်လဲကိုယ့်ရဲ့စကားတစ်ခုကြောင့်တခြားတငယ်ချင်းတယောက်ကိုစိတ်ဆိုးအောင်လုပ်မိဘူးလားတကယ်လို့လုံးမိဘူးလေဆိုလို့ရှိရင် comment မှာရေးပေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်